ဒီနေ့ပြောချင်တာကတော့ကိုအလုပ်လုပ်တဲ့စီပေါ့နော်ကိုကအလုပ်လုပ်ခဲ့တာဒီမှာဆိုရင်နှစ်နေရာရှိပေါ့နော်အဲ့နှစ်နေရာလုံးကပျော်ရွှင်ခဲ့ရတယ်ကြည်နူးခဲ့ရတယ်ခုချိန်ဒီလည်းမမေ့ခဲ့ဘူးအဲ့လူတွေတတိယခုဒီမှာလုပ်တဲ့လူတွေလည်းအဲ့လိုပဲတခါတလေကြောက်ကစားလေးတွေကတော့ဖြစ်တာပေါ့လေဘယ်နေရာနေပြည့်စုံတဲ့နေရာလို့တော့မရှိဘူးပေါ့နော်ဟုတ်လေပထမတနေရာကိုကအဲ့မှာသွားလို့တော့အဲ့ရပစ္စည်းတွေမသိဘူးပေါ့နော်ဈေးရောင်းပေးရတာပါပစ္စည်းတွေမသိတော့အဲ့မှာကိုယ်တိုင်ညီငယ်တယ်ညီမလေးဒါပေမဲ့ကိုမသိရင်ငယ်တဲ့လူစီမှာပဲဖြစ်ကြီးတဲ့လူစီမှာပဲသင်ယူရတယ်လေဟုတ်တယ်ကိုကလည်းသင်ယူပါတယ်ငယ်တဲ့လူပဲဖြစ်ကြီးတယ်လူကိုမသိတဲ့အရာကိုသင်ပေးကလေးကပဲသင်ပေးလူကြီးကပဲသင်ပေးကိုကသင်ယူတဲ့ထဲမှာပါတယ်အကြီးတွေငယ်တွေမခွဲကြဘူးကိုမသိရင်သင်ပေးတဲ့လူစီမှာသင်လိုက်တယ်အဲ့ဆိုတော့အဲ့နေရာရောက်တော့ဈေးရောက်ပေးရတယ်ဆိုမှအဲ့ပစ္စည်းတော်တော်များများကပြောမစို့ကိုမသိတဲ့ပစ္စည်းတွေကြီးပဲဒါပေမဲ့သူတို့လေးတွေကစိတ်ရှိလက်ရှိနဲ့သင်ပေးတဲ့အတွက်ဟိုကအသေးသေးချာချာလေးကိုကလည်းမှတ်တယ်သူတို့ကလည်းသင်ပေးတယ်ပျော်ရွှင်ခဲ့ရတယ်မနာလိုဝင်တုံစိတ်ဆိုတာလည်းမရှိဘူးတအုပ်နဲ့တအုပ်မှာဘာစိတ်မှမရှိဘူးအဲ့လိုမျိုးဘာစိတ်မှမရှိတဲ့အတွက်တအုပ်ရဲ့လိုအပ်ချက်ကိုလည်းတအုပ်ရဲ့အကြိုက်ကိုလည်းတအုပ်ကလိုက်ရောတယ်သူကဒါလေးကိုရောကြိုက်တဲ့ဆိုသူဦးစားပေးကိုကဒါလေးကိုကြိုက်တဲ့ဆိုကိုဦးစားပေးအဲ့လိုဆိုတော့အဲ့နေရဝန်းလေးကနေရတာပျော်ရွှင်တဲ့စိတ်ချမ်းသာအခုဒီတနေရာရောက်လာတော့လေကိုအကုန်လုံးဝိုင်းပြီးတော့သင်ပေးကြတယ်ဒါလေးကဒီလိုရှိရဲဒီလိုဆိုဒီလိုလုပ်ရတယ်အများကြီးပေါ့နော်လုပ်ငန်းခွင်အတွေ့အကြုံဆိုတာကလည်းတကယ်ကိုလိုအပ်တယ်တခါတလေတော့ကိုကအမားလုပ်တဲ့အခါရှိရလေအဲ့ဒါဆိုရင်ကိုအော်ငေါက်တယ်ဒါပေမဲ့အဲ့လိုမျိုးအော်ငေါက်တယ်ဆိုတာကသူတို့ရဲ့စေတနာတွေပေါ့ကိုအမားရွေးမဖြစ်စေချင်လို့ကိုကလည်းလောက်အော်ငေါက်တဲ့ကြားထဲအမားတွေကမျိုးတွေရှိတယ်အဲ့ဆိုကိုကစိတ်ဆိုးလာဆိုစိတ်မဆိုးဒါပေမဲ့ငေါက်တာတော့ဘယ်သူမှမကြိုက်မခံချင်ဘူးနော်ငေါက်ရင်တော့အောက်သက်သက်ကြီးတော့ခံလိုက်ရတယ်ဒါပေမဲ့အော်ငါကောင်းမှုအတွက်ငါ့ကိုဒုက္ခမရောက်စေဘူးပြောပေးတာဆိုပြီးတော့ကိုကပြီးတော့ကြတော့စိတ်ဖြေနိုင်တယ်ပေါ့နော်ဒါပေမဲ့အကုန်လုံးကကိုယ်မနာလိုဝင်တိုးစိတ်မရှိပဲနဲ့လက်တွဲကူညီပေးတဲ့အတွက်အကုန်လုံးကိုကျေးဇူးတင်တယ်အကုန်လုံးလည်းအမှတ်ရနေတယ်အဲ့ရဝင်းနေအကုန်လုံးကိုသတိရနေတစ်ချိန်ချင်းရောက်နေတယ်အခုချိန်ကြီးလည်းသူတို့လေးကိုသတိရနေတယ်ချစ်နေတယ်ပေါ့နော်ချစ်တဲ့သတိလေးရတယ်အခုဒီရဝင်းမှာလည်းအဲ့လိုပဲတစ်ချိန်ကျရင်ဒါတွေကလွမ်းမောစရာလွမ်းစရာတွေဖြစ်လာမှာပါအဲကြောင့်အားလုံးဘယ်ရဝင်းကိုရောက်